နိုင်ငံတကာသတင်းပုတ်အနေနဲ့ကတော့ရုရှားနဲ့ယူကရိန်းအကြားအကြီးမားဆုံးအကျဉ်းသားလေးလည်မှုကိုမနေ့ကမေလ23ရက်နေ့မှာပြုလုပ်ခဲ့ကြတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။အခုလေးလေတာကိုယူကရိန်းဘီလာရုစ်နေဆက်မှာပြုလုပ်ခဲ့တာဖြစ်ပြီးတစ်ဖက်နဲ့တစ်ဖက်စစ်သားအယောက်280နဲ့အရက်သားအယောက်120စုစုပေါင်းအယောက်390စီလွှဲပြောင်းပေးအပ်ခဲ့တာလို့သိရပါတယ်။ရုရှားဘက်ကပြန်လို့ပေးလိုက်တဲ့ယူကရိန်းအယောက်390ထဲမှာအမျိုးသမီး3ယောက်ပါဝင်ပြီးစစ်သားတချို့ကတော့2022ကလေးကဖမ်းဆီးခံရသူတွေဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောကြားခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့တစ်ပတ်ကတူရကီနိုင်ငံအစ္စတန်ဘူမှာယူကရိန်းရုရှားဓာတ်ရိုက်ဆွေးနွေးမှုကနေတဆင့်အခုလိုလေးလေဖို့သဘောတူညီခဲ့တာပါ။အကျဉ်းသား1000စီလေးလေဖို့သဘောတူခဲ့တာဖြစ်ပြီးလာမယ့်ရက်တွေမှာဆက်လက်လှုပ်ဆောင်သွားမယ်လို့သိရပါတယ်ရှင်။